အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပိတ်ရဲဆိုတော့အပင်တွေကိုကြည့်ဖြစ်တယ်ဒီအပင်တွေကိုကြည့်ခြင်းအပြင်ကျွန်တော်ရဲ့စိတ်ထဲမှာစိတ်ချမ်းသာတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအပင်တွေကိုဝါသနာပါတယ်အဲ့လိုမျိုးပေါ့နော်အပင်တွေဟာစူညံမနေပေမဲ့သူတို့မှာကြီးမားတဲ့တက်ရှိစွမ်းအင်ရှိပါတယ်စိတ်ပင်ပန်းနေတဲ့အခါအပင်တစ်ပင်ရဲ့ရှေ့မှာခဏလို့ငြင်ငြင်လေးထိုင်နေကြည့်ပါသူတို့ရဲ့စင်လန့်မှုကတင်းမျက်စိကိုအေးမြစေတယ်လို့သူတို့စီကလာတဲ့တိတ်ဆိတ်ညင်သက်ခြင်းကတင်းရဲ့စူညံနေတဲ့အတွေ့တွေကိုညင်သက်စေပါတယ်အပင်တွေမှာအတိတ်အတွက်နောင်တမရှိတယ်လို့အနာဂတ်အတွက်စိုးရင်ပူပန်မှုမရှိပါဘူးသူတို့ဟာအခုနေရတဲ့နေရောင်ခြည်နဲ့အခုနေရတဲ့ရေကိုပဲအကောင်ဆုံးခံယူပြီးရှင်သန်နေကြတာဖြစ်တယ်တင်းရဲ့စိတ်တွေဟိုရုပ်ဒီရုပ်ဖြစ်နေရင်အပင်ရဲ့အရွယ်လေးတွေကိုချီတွေးကြည့်ပါမြေကြီးနန်းကိုရှူရှိုက်ပါဒါကတင်းကိုလက်ရှိအချိန်ထက်ပြန်ခေါ်လာပြီးစိတ်ဖိစီးမှုတွေကိုရောကြစေပါလိမ့်မယ်အပင်တွေကိုကြည့်တဲ့အခါသူတို့ရဲ့အလှပကိုတင်မကပဲသူတို့ရဲ့တည်ငြိမ်မှုကိုပါခံစားကြည့်ပါတင်းလေအပင်တစ်ပင်လိုပဲတင်းမှာအမြင့်တွေရှိတယ်ခိုင်မာတဲ့စိတ်သက်တင်းမှာအချင်းတန်ရင်ပွဲမဲ့ပန်းတွေရှိတယ်ဆိုတာဘယ်တော့မှမမဲပါနဲ့